Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Thomas ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ GTA5 ကိုကျွန်တော်တို့ဖုန်းနဲ့ဘယ်လိုဆော့ရမလဲဆိုတာလာပြီးပြောပြတာဖြစ်ပါတယ် iPhone မှမဟုတ်ပါဘူး Android လေးရပါတယ်ကျွန်တော်တို့လိုအပ်တဲ့ application လေးကတော့ဒီကြက်ပုံလေးနဲ့ Chiki ဆိုတဲ့ဟာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းနဲ့သွားမယ်သွားပြီးရင် App Store သို့မဟုတ် Play Store တွေကိုသွားမယ်သွားပြီးရင်အဲ့မှာကျွန်တော်တို့CHIKII လို့ရှာလိုက်မယ်ပေါ့နော်ရှာပြီးရင်အဲ့ထဲကိုဝင်လိုက်မယ်ဝင်ပြီးတာနဲ့အောက်မှာကြက်ပုံလေးနဲ့အဲ့ကြက်ပုံလေးကိုကျွန်တော်ကတော့ဒေါင်းမိသားလေးမလို့ဒေါင်းမပြတော့ပြန်ပြီးဖွင့်လိုက်မယ်ဖွင့်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာဆွဲပြီးတော့ဒီမီဆိုတဲ့ထဲကိုဝင်လိုက်မယ်ပေါ့နော်မီဆိုလို့ရှိရင်ဘလူးတိုးကအကောင့်မဖွင့်ရသေးဘူးဆိုတော့ဖွင့်ရမယ်ဒီမှာသူတို့ coin လေးရှိရဲအဲ့ coin လေးနဲ့ game ကိုဆော့ရမှာဖြစ်တယ် coin လေးကုန်သွားလို့ရှိရင်တော့မရတော့ဘူးเนาะ coin လေးကုန်သွားလို့ရှိရင်တော့ပြန်ပြီးတော့ပတ်စံနေထည့်ရတယ် GTA5 ဆော့ရင် GTA5 ရဲ့ဝင်မယ်ပြီးရင် play ဝင်နေမယ်အပေါ်ဆုံးက GTA5 3 main ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ဆော့လို့ရတယ်ဒါပေမဲ့ကျွန်တော်ကအခုက coin မရှိတော့နောက်မှပဲဆော့မယ်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်မှလေဒီ channel မှာကျွန်တော် GTA5 gameplay လေးတင်မှာပဲဖြစ်ပါတယ်နောက်ထပ်သိချင်တာရှိရင်လည်းကျွန်တော်မေးလို့ရပါတယ်အားလုံးပဲ bye bye ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပြီးဘေးနာ notification ခေါင်းလောင်းလေးကိုလည်းတီးသွားကြပါအောင်လို့ bye bye